စောကကနေဒီခါကောထားပါခါ အဲ့ဆိုနေရ မဟုတ်လေဂျာမတင်ပြီးတဲ့ကြပြတာဆူနေ ငါမနေ့ကကြက်ခိုင်းတဲ့စာရပြီလား ကြိုက်လေဂျာမ ဆို ဟုတ်ဂျာမကြောကနေဒီ ဘာလဲဆိုနေရလဲမမဝါထရကဆို ဟုတ်ဘူးလေဂျာမမနေ့ကတာတင်ပြီးတဲ့ဇောကလေဘယ်ကမမဝါ မမဝါထရကပဲဆို မမဝါတာကဂျာမတာမတင်မပြီးဘယ်နဲ့တာဘယ်လိုလုပ်ဆူတတ်မှာလို့ ဟိုနေ့ကတင်ပေးခဲ့ရလေ အဲ့ဒါတခါလေးလေဂျာမရဲ့ တခါတည်းလဲဆို ဟာဟုတ်ဂျာမနည်းနည်းပါထောက်ပြီးတော့တောက် အေးထောက်ပေးမယ်ဆို ဟုတ်ဂျာမကြောကနေ ထထကပါ တာမရဘူးလေအစကလေးထောက်ပြီးမှာပေါ့ဂျာမလေနည်းနည်းတော့တောက်ပြီးခံမူရာကြီးနဲ့ထောက်ပြီးတာ ထောက်ပေးမယ်ဆို ဟုတ်ဂျာမလုတ်လေဂျာမထောက်ပြီးဂျာမရွာနေပြီ မမဝါထထက အော်မမဝါထထကလူလေဂျာမရွာရတယ်လို့တာလို့ကြည့်နေတာဒီမမဝါထထကနော်ဂျာမနော်မမဝါထထကကလက်မကြီး မထမရမလည်းလက်မကြီးထောင်ကြဂျာမတာကောင်းနေအတင်းရိုက်ရဂျာမတာကြက်မပြည့်ပဲနေလိမ့်မယ်ဒုက္ခပါပဲဂျာမ ကဲတော်ပြီ ဟုတ် တင်ချတင်တော့မယ် သင်ချတင် ဘောပင်ထုတ်ပေး ဟုတ်ဂျာမဟုတ်ချာမတာကြီးကဘာဟုတ်တာ ငါတို့စားဖို့ယူလာတာ ဟောတူသားဘူး ဟုတ်တယ် ချာမတရောင်နဲ့တူချာမပေါ့ ဟဲ့ဒါတော့လည်းတို့စားတော့2000တို့စားတော့နည်းနည်းဆိုင်တာပြန်ထည့်တာဘောပင်ယူပေး ဘယ်လိုချာမလဲမသိတူသားတော့မတရောင်နဲ့ဝယ်တာ မြန်မြန်ထုတ် ဟုတ်ချာမဟုတ်တူကြပါရော ပေး ဟုတ် တေချာကြည့် ဟုတ်ကြမှာခါလို့ကိုကြီး ဟာလို့ငါတို့ကိုကြီးလုံဆမ်းပါ ခါလို့ကိုကြီး မင်းတို့ကိုကြီးရော တာကိုကြီးကြီးပါလေ ဂျေးသွားဈေးသွားတယ် ဟုတ် မင်းကမေးမလို့ မေးလေ မင်းတို့ရင်လာနေရဲ့ဆရာမလေးလေအေးအဲ့ဆရာမလေးကဘယ်ဟာလဲသိလား အဲ့ကြပါလေတီးဦးလေကိုကြီးကတောင်းတာတင်ဖို့ရဲ့ခေါ်ပြီးထား ဟောမင်းတို့ကိုကြီးခေါ်ပေးထားပါ ဟုတ်တယ်တောင်းကာကြီးခါကိုကြီးဘူးရဲ့ ဝေးကာကြီးကဝေးဆက်ပြော ဟုတ်ကာကြီးခါကိုကြီးဘူးရဲ့ အဲ့ဆရာမလေးကအိမ်တော်ရှိလား အဲ့တော့မတီးဘူးဟိုချင်းတော်တော့ရှိရထင်တယ် ငါဒီမှာစောင်းတောင်ရှိသေးတယ်မဟုတ်ဘူးလေအဲ့ချင်းတောင်နေပြောရမဟုတ်ဘူးလေအိမ်တော်ဆိုတာယောက်ျားရှိတာမေးတာ အဲ့ဒါတီးဦးလေယောက်ျားကြည့်ရမကြည့်ရဒါပဲဒီမှာလို့ ဟုတ်ဒီလိုလုပ်ကွာဟုတ်အဲ့ဆရာမလေးလာလို့ရှင်ကြီးသား မေးရပါဘူးကြာမလက်တန်လည်းမမြည်ဘူးပဲနဲ့ဟိုကတကွန်းကွန်းနဲ့စော်တာဗျ ဟောမေးရလေမေးသားချင်းတာဝယ်ကျွေးမယ်ကွာမဟုတ်တယ်အများကြီးဝယ်ကျွေးမယ် ဆိုရင်ဒါမုံကြားချင် မောင်သားကြီးပါလား KTV လိုက်ဖို့ โอเคအမေတော့ KTV သွားကြည့် KTV မေးပါတော့ မကြဘူးမတင်နဲ့ကြဘူးရဲ့ဟိုတကအကိုကြီးကခေါ်သွားဟိုမှာခောက်ရဲကြော်ကြာတန်းကြော်လဲစားရတယ်ပြီးတော့လုပ်ရဘာတော့တချင်းဆိုပါလေတော်တာလိုက်မကြဘူး တချင်းဆိုတာအော်အေးဟုတ်တာပဲ KTV ရောက်ဘူးပါလေကွာမင်းရတယ် ပို့ပြီ အေးပို့ပြီကွာအဲ့ရောက်မှမင်းကြိုက်တာစားခေါက်ကြောသေးကြတယ်ခေါက်ကြောစားခြင်းလေခေါက်ကြောစားကြိုက်တာစားကွာ ပြီးတာပဲ လာရင်ဒါလေးကိုသေချာပြောပေးပြီနော် ပေးမနေ့ကပေးပြီ အေးပေးပြီးရင်ငါ့အကြောင်းပြန် ဟုတ်ပြီခြေတာဖတ်ကြည့်လိုက်ဦးညညူးတွေ့တာရပါတော့ဆရာမတကလုံးရကြတောင်းလေးနေဦးမပုံပေါ်ပါတွေ့ရမှာဟုတ်ပဲနဲ့ညနူးနဲ့တွေ့တာနာမလူထဲလေညနူးနဲ့တွေ့တာလူရပါတော့ဆာမဒါမအမှန်ပြီးတော့ငါပြင်ပြီးမှရဆရာမကိုပြင်ကလေးကမိတ်ဆက်ချင်းဗန်းနဲ့မိတ်ဆက်ဒိတ်ပဲမရှိမိတ်လိုက်တာပဲရှိတယ်ဟာမြင်ကြတဲ့ဟုတ်ပါဘူးမြင်ကုန်သေးပါဆရာမလေးကိုအရန်ချစ်ပြီးလို့ခြင်းနဲ့ဆရာမလေးကိုအရန်ချစ်ပြီးလို့ဝါသေးထွက်ပြီးဒီမှာဝိသနဲ့လုံးပေါက်ကြီးထည့်လိုက်ပြီးရေကိစ္စဝိသနဲ့လုံးပေါက်ကြီးကျန်ဆရာမလေးကိုအရန်အတိုင်မှချစ်ငါပေးလိုက်မယ်ဆရာမလာရဲ့အစီအစီဝါကြီး တော့ခိုင်းတဲ့တင်ချရပြီလား ဟုတ်ချာပါရတယ်
တော့ပြလေ ဟုတ်ကျမခဏလေးဒါကျမကိုပေးကြ ဘာပေးမှာ စာလေးကျမ ဘာစားတော့ ကြီးစားကြလေး ငငယ်ရွယ်ရွယ်နဲ့ရီသားတာပေးတတ်တယ်ဟလား ဒါဟုတ်ပြီကျမရဲ့ လူပေးရလား ဟိုရွာလေးအမျက်နှာကိုတကားကြီးရုံးတဲ့ကောင်ပြီးခိုင်းတယ် အဲကောင်လား ကျမဆိုင်လိုက် ဟိုနားမှာဆောင်းဆောင်းနေရမျက်နှာယူကောင်လား ဟုတ်တယ်အဲ့တဲ့တုံးကောင်ပြီးခိုင်းတာကျမ ဘာပေးတာလဲပြန် ကြီးစားကြလို့ပြောရပဲကျမလက်ကနေတောက်ချင် အကောင်မလာမလား သူပြောရတော့ကျမလက်ထဲဦးတဲ့ဒီကြထည့်ပြီးရင်နဲ့ကျမကိုစောင့်နေကြနေရလေတမပင်အောက်မှာရှိမယ်လို့ပြော ဟိုတမပင်အောက်လား ဟုတ်ကြပါအဲ့လိုပြောရဟုတ် ငါသွားအောင်မယ် ဟိုကကြာမတင်တော့ဘူးလား စာမတင်တော့နောက်မှတင်မယ် ဟုတ်ကြဟိုဘလူကြာမှာလည်းမတည်ဘူးအိမ်နေတိတ်ခါကြီးတခွဲသားနဲ့ဒီစားစားလည်းရာကောက်ကောက်ပေါအောင်လိုက်သွားအန်ဩပါ ဆရာမကျွန်တော်ရှိရောက်လာမယ်ဆိုတော့ကျွန်တော်သိတာဗောဆရာပါရဲ့အဲကြောင့်ဒီနားမှာစောင့်နေတာဘလို့လဲဆရာမကျွန်တော်ချစ်တယ်မလား ဘာအောင်ချစ်ရမှာလဲဒီစာပေးတာနင်းလား ဟုတ်တယ်ကျွန်တော်ပေးတာကျွန်တော်ကိုယ်တိုင်ရေးရတော့ရင်ထဲကခံစားချက်အစ်စ်မှန်နေကြီးလုံးဝလိန်ညောင် မျ ပါ က် ဘူး စာနဲ့ပြန်ဖက်ကြည့်စမ်းရ ဩဆရာမကျွန်တော်အတန်လေးနဲ့ခံစားခြင်းလားဖတ်ပြမှာဗောညနုံးနဲ့တွေ့တာလို့ရပါမဘူးလေ ငါ့ကို KTV မှာလှုပ်လှုပ်နေတဲ့ကောင်မများမှတ်နေလားငါအကြောင်းစီရမှာလေ မဟုတ်ဘူးဆရာမတခုတော့မှကျွန်တော်မျက်စိရှမ်းသွားလို့နေမှာဆရာမကိုမြင်းကုတ်ထဲမှာမိတ်လိုက်ခြင်းကလေးကဟာမဟုတ်ဘူးလေ မရင်နိုင်လားဟမ်ဘာမှမလဲ မြင်းကလေးလို့ရေးတာဆရာမရဲ့မိတ်ဆက်ခြင်းတယ်လို့ရေးတာဟာစာတိုင်းဘယ်သူကြောင်းလာလဲမသိပါဘူးဆရာမရဲ့နောက်တစ်ကြောင်းဖတ်မယ်နော်ဆရာမလေးကနူတယ်ညက်ဟာမ ဟဲ့နင်ကငါအနူလို့ပြောချင်တာလား မဟုတ်နူးညံ့တယ်လို့ပြောတာဆရာမရဲ့တဲ့ရဘယ်ပါလာလို့မသိဘူးဆရာမရဲ့နောက်တစ်ကြောင်းဆက်ဖတ်အောင်မလားဆရာမမျက်နှာဟာကျွန်တော်ဟာ တီးထားကြည့်စမ်းငါမျက်နှာကိုနင်ဥစ္စာနဲ့တူလားမရင်နိုင်ရငါ့ကိုမြန်နေဟာနဲ့နိုင်အောင် မဟုတ်ဘူးဆရာမရဲ့ ဆက်ဖက် အခါခွင့်ပေးရင်ဆရာမကိုချွတ်ချင်မဟုတ်ဘူးလေချစ်ချင်နေရတာဆရာမရဲ့ ဆက်ဖက်လေဘာလို့ဆက်နင်ပါစက်ကဝမ်းချုပ်နေ ဆရာမလေးကိုအရန်ချွတ်ပြီးလွတ် ဟဲ့လေခုမှဝင်းချုပ်နေရလားဟလား ဆရာမဒီသားကြောင့်ဖတ်ပြီးရင်တားကိုဘာလုပ်မှလဲဗျာ ပါချမှာ အဲ့ဆိုရိုက်လိုက်ပါဗျာ